မျိုးသမီးတယောက်ပင်လယ်ထဲမှာ3ရက်နဲ့3ညတိုင်တောင်းတင်နေခဲ့ပါတယ်။သူဟာအလွန်အမင်းစာလောင်မွတ်တင်နေတယ်လို့ရေငတ်လူလဲအားအိမ်တွေကုန်ခန်းနေပါပြီ။သူဘလုံးမအသက်ရှင်နေတော့မှမဟုတ်ဘူးလို့စတင်ခံစားလိုက်ရတယ်။စာလောင်မွတ်တိုက်ပြီးတေးရမယ့်အစားကိုဘာကိုတွေးကြောဖြတ်တေးလိုက်တာကမှပိုကောင်းဦးမယ်လို့လောင်းတွေးမိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာခက်လန်းလန်းမှာကျွန်းတကျွန်းကိုလှမ်းမိလိုက်ရတယ်။ဒါကိုမြင်လိုက်ရတော့သူအယမ်းဝမ်းသာသွားပြီးငါအသက်ရှင်နေပြီလို့ခံစားလိုက်ရပါတယ်။မျောလင်းချက်အပြည့်နဲ့အဲ့ဒီကျွန်းရှိရာဘက်ကိုအစွမ်းကုန်လှော်ခတ်သွားတော့တာပေါ့။ဒါပေမဲ့ပိုပြီးကြီးမားတဲ့အန်ဒီရဲ့တခုရောက်လာတော့မယ်ဆိုတာကိုသူမသိခဲ့ပါဘူး။ရုတ်တရက်သူ့ရဲ့လေယာတုံခါလာလို့သူကြောက်လန့်သွားတယ်။ဘာဖြစ်တာလဲဆိုတာကြည့်လိုက်တဲ့အခါငမန်းကြီးတကောင်ကသူ့လေကိုတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။ငမန်းရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်လေမှာအပေါက်ကြီးတစ်ခုဖြစ်သွားပြီးရေတွေဝင်လာကတဖြည်းဖြည်းနစ်မြုပ်လာပါတော့တယ်။သူဟာကြောက်လန့်တုန်ရနေပေမဲ့လေတက်ကိုမြင်မြကင်ပြီးကျွန်းစီရောက်အောင်အစွမ်းကုန်လှော်ခတ်တယ်။ရေတွေကလေထဲကိုအရှိန်နဲ့ဝင်နေလို့သူပင်လေထဲပြုတ်ကျတော့မယ်အခြေအနေပါ။အဆိုးဆုံးကတော့ငမန်းကြီးကသူ့နောက်ကနေလိုက်နေတော့မယ်။ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး။အသက်ရှင်ခြင်းနဲ့စိတ်ပြင်းပြနေတာကြောင့်အစွမ်းကုန်ရုန်းကန်ပြီးကျွန်းပေါ်ကိုမရောက်အောင်တတ်နိုင်ခဲ့ပါတယ်။ကြောက်ဆောင်ပေါ်ကမျောလင်းချက်ကျွန်းပေါ်ရောက်တော့သူအံ့အားသွင့်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီမှာဘာမှမရှိပဲကြောက်ဆောင်ကြီးတစ်ခုပဲရှိလို့ပါ။သူဟာဖောင်ပေါ်မှာပါလာတဲ့ရီးကတိတာကိုဖွင့်ကြည့်တဲ့အခါအစားအစာနဲ့ရေအချို့ကိုတွေ့လို့စိတ်သက်သာရာရသွားပါတယ်။နောက်ပြီးတိတ်ကာထဲမှာ walkie talkie ကလုံးကိုပါတွေ့တာနဲ့ချက်ချင်းအကူအညီတောင်းလိုက်ပါတယ်။ဒါပေမဲ့အချိန်အတော်ကြာတဲ့အထိဘာတုံ့ပြန်မှုမှမရလို့သူစိတ်ပြက်သွားပြီးဘယ်သူမှလာမှမဟုတ်ဘူးလို့တွေးလိုက်မိပါတယ်။စိတ်အေးသွားအောင်ရေတငုံတောက်ပြီးတိတ်တာကိုဆက်ရှာကြည့်တော့အချက်ပြတဲ့တလက်ကိုတွေ့ပါတယ်။သူဘာမှမစင်စားပဲကောင်းကင်ပေါ်ပစ်ဖောက်လိုက်ပေမဲ့ခဏအကြာမှနောင်တရသွားပါတယ်။ဘာလို့လဲဆိုတော့နေခင်ဘတ်ဖြစ်လို့ဘယ်သူမှမင်းမဟုတ်ဘူးလို့တွေးမိလို့ပါ။နောက်ထပ်အချက်ပြပုံတစ်လုံးပစ်ဖို့ပြင်နေတော့သူ့နောက်မှာအရိတ်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့သူနဲ့လူချင်းကွဲနေတာကြာပြီဖြစ်တဲ့တငယ်ချင်းဟောင်းပါသူ့ကိုမြင်လိုက်ရတော့သူအယမ်းဝမ်းသာသွားပြီးတငယ်ချင်းကိုဖောင်းပေါ်ဆွဲတင်ဖို့ကြိုးတစ်ချောင်းပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့စူညံသွားတာကြောင့်ငမန်းတွေကတတိထားမိသွားပြီးသူတို့စီကိုဥတီလာပါတော့တယ်။ကံကောင်းလို့သူတို့နှစ်ယောက်လုံးထိုးတိုက်ခိုက်မှုကနေလွတ်မြောက်သွားခဲ့ပါတယ်။မမျော်လင့်ထားတဲ့အလက်ပြောင်းအခြေအနေကပိုဆိုးသွားပါပြီ။ပင်လယ်ထဲမှာတယောက်တည်းမဟုတ်ပဲနှစ်ယောက်တောင်တောင်းတင်နေတာပါ။အဲ့ဒီအချိန်မှာပဲ walkie talkie ပွင့်သွားပြီးအမျိုးသမီးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။သူတို့အကူအညီတောင်းတာကိုကြားလို့ကယ်ဖို့လာနေပြီလို့ပြောတာလာချက်တယ်။ဒါကိုကြားတော့သူတို့နှစ်ယောက်လုံးမျောလင်းချက်တွေပြန်ရသွားပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးသမားတွေကငမန်းတွေအကြောင်းသိသွားတဲ့အခါငမန်းတွေကိုအရင်ရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မိန်းကလေးတွေကအန်ဒီရရှိတယ်လို့သတိပေးပေမဲ့နောက်ကျသွားပါပြီ။ငမန်းဖြူကြီးတကောင်ကကယ်ဆယ်ရေးလေးကိုအရှိန်နဲ့ဝေတိုက်လိုက်လို့အမျိုးသမီးတယောက်ပင်လေလေးပြူကျသွားပါတယ်။ကျန်တဲ့တယောက်ကသူ့တငယ်ချင်းကိုလက်လန်းကယ်ဖို့ကြိုးစားချိန်မှာငမန်းတကောင်ကရေပေါ်ခုံးတက်ပြီးအဲ့ဒီလူရဲ့လက်မောင်းကိုကိုက်ဖြတ်သွားပါတယ်။နာချင်းစွာအော်ဟင်းညံသူ့ပါပင်လေလေးပြုတ်ကျသွားပြီးခဏအတွင်းမှာပဲငမန်းတွေကသူတို့နှစ်ယောက်လုံးကိုစားပစ်လိုက်ကြပါတယ်။နောက်ဆုံးတိုက်ပွဲဒါကိုမြင်လိုက်တဲ့မိန်းကလေးနှစ်ယောက်လည်း